ကျောင်းမှာနာမည်ကြီးနေတဲ့ဗော်လီဘောအသင်းကောင်းဆောင်ပေးစပါဟာကျောင်းသားတွေကိုနှိပ်စက်ပြီးပတ်စံတောင်းရတာကိုဝါသနာပါသူပါတနေ့မှာတော့ကျောင်းပြောင်းလာတဲ့ဂျင်ဒရာနဲ့ပြဿနာတက်ရင်မတော်တဆမှုတစ်ခုကြောင့်ပေးစပါတည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့ဒါဟာစက်သိမ်းမဟုတ်ခဲ့ပါဘူး။သူမရဲ့ရုပ်အလောင်းမြေမြုပ်နေတော့မှပဲထူးဆန်းတဲ့မော်ပညာနဲ့သူမကိုပြန်လည်ရှင်သန်အောင်လုပ်ခဲ့တဲ့သူတယောက်ရှိနေပါတယ်။ပေးစပါတည်ပြီးနောက်မှာကျောင်းမှာတရေချောက်မှုတွေဆက်တိုက်ဖြစ်လာပါတယ်။လူစပါနဲ့ပြဿနာဖြစ်ခဲ့တဲ့ဂျင်ဒရာနဲ့တငယ်ချင်းတတိုက်ဟာကြောက်လန့်တကြားနဲ့ဒီကျင်းစာကိုဖြည့်ရှင်းဖို့ကြိုးစားကြပါတယ်။ဒီကြားထဲမှာသူတို့ရဲ့တငယ်ချင်းတွေတယောက်ပြီးတယောက်ထူးထူးဆန်းဆန်းတည်ဆုံကုန်ပါတယ်။သူတို့အားလုံးကပစ္စပါကိုတေချောင်းကြံတယ်လို့ထင်နေကြပေမဲ့တကယ်တော့ဂျန်ဒရာတို့အဖွဲ့ကသူမကိုမတော်တဆသတ်မိခဲ့ပြီးအမှုဖြောက်ထားခဲ့ကြတာပါ။ပစ္စပါရဲ့အဖေကဒီမော်ပညာတွေကိုလုပ်နေတာလို့အားလုံးကထင်ထားပေမဲ့တကယ်တရားခံကတော့သူတို့အဖွဲ့တွေကအေးစစ်စစ်နေတတ်တဲ့ဟောင်းဆိုတဲ့မိန်းကလေးဖြစ်နေပါတယ်ဟောင်းဟာတကယ်တော့စိတ်ဝေဒနာရှင်တစ်ယောက်ဖြစ်ပြီးသူတစ်ပါးရဲ့နှိပ်စက်မှုကိုခံရတာကိုတာယာသူပါသူမကိုအမြဲနှိပ်စက်တဲ့ပြည်စပါတည်သွားတဲ့အတွက်သူမကတရေကိုပြန်ခေါ်ပြီးနှိပ်စက်ခံမှုကြိုးစားခဲ့တာပါနောက်ဆုံးမှာတော့ဟောင်းဟာမော်ပညာကိုတုံးပြီးပြည်စပါရဲ့ဝိညာဉ်ကိုဂျန်ဒရာရဲ့ခန္ဓာကိုယ်ထဲကူးပြောင်းလိုက်ပါတယ်အားလုံးပြီးသွားတဲ့အချိန်မှာတော့ဂျန်ဒရာဟာအရင်ကထက်ပိုမိုရက်ဆက်တဲ့ပြည်စပါဖြစ်ပြန်လည်လို့ထလာပြီးဟောင်းကတော့သူမရဲ့အနှိမ့်ဆက်ခံဖြစ်နေပျော်ရွှင်နေပါတော့တယ်လူရုပ်မှာနှစ်ယောက်ပေါင်းပြီးသွားတဲ့ဒီဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ။